ရှင်လိုမချိုးတော့တဲ့အညာလေးကြီးကိုတော့မမချိုနည်းနည်းသီးခံရလိမ့်မယ်။ရဲနံရောနေတဲ့အညာလေးကကျမတွေကိုတော့ပိုခါစေကြတယ်ဗျ။အညာကတကယ်အညာခံထားရတဲ့လူမျိုးလူအားကြီးတွေကိုမုံရွာဘက်ကစာစင်းကလေးကရေတစုံမြိုင်ပေါက်ထီလင်းကန်ကိုစောအထိ6ကတ်နေတဲ့ကတ်တရာကျဲကျဲလမ်းတွေပေါ်မှာအုံနဲ့ထကွဲသွားတဲ့မိုင်းတန်တွေများကြားခဲ့မကြောက်ပါနဲ့မမချိုအရှင်ကပြတ်အိုးခွဲတန်ကြားရင်တော့အထူးဆန်းတဲ့အိမ်ထဲကထွက်ကြီးတတ်ကြတဲ့အညာသားတွေကအခုမိုင်းတန်ကြီးတန်းတွေကြားထဲမှာစိုက်ထားလက်စနေပဲခင်တွေစိုက်ထားလက်စနိုင်ခင်တွေမရိတ်သိမ့်လိုက်ရတဲ့မိုးကောင်းစပါးခင်တွေအိုးမမချိုရဲ့အညာသားတွေအညာခံထားရတာကိုမျက်စိတစုံနားတစုံရှင်းပြခြင်းသေးတယ်မိုးမလုံတဲ့ရွက်ဖြင့်တဲရီစီကငိုတန်တွေကိုမမချိုကြားရသလားမမချိုတို့ရန်ကုန်သူတွေလို့စကားကိုဖွဲ့နှွဲ့မပြောတတ်ကြတဲ့မကြိုက်တာကိုမကြိုက်ဘူးလို့ပုပ်ပွင့်လင်းလင်းထဲပြောတတ်ကြတဲ့အညာသူမချီလေအဲ့လိုပြောကြလို့ထက်ပါတယ်မမချိုရဲ့အခုသူတို့မှနေစရာအိမ်မရှိတော့ပြန်စရာရွာမရှိတော့ဘူးလောက်ကင်စားတော့ဘူးကျွဲနွားတိတ်ဆက်မရှိကြတော့ဘူးကျွဲဥပြုတ်စားနေရတဲ့မိုးကတဲတွေထဲမှာနေကြရတဲ့အညာသူတွေကသူတို့ဒေတာသူတို့ကလေးတွေဖို့အဖိုးအဖွားအစင်ဆက်ကဆင်ပေးခဲ့ကြတဲ့နားကတကက်ကလေးကိုလှူတဲ့မမချို